တရားနိုင်ငံတော်ဘာနဲ့တူတယ်လဲဆိုတာကိုလူတွေကိုနားလည်အောင်ရှင်းပြဖို့နောက်ထပ်ဇလံတစ်ခုကိုယေရှုပြောပြခဲ့တယ်။လေနက်နေတဲ့ပြစ်ချလိုက်တဲ့ခိုင်ခံနဲ့ငါဖမ်းပိုက်ကြီးလူပါပဲ။ဒီနေ့ပြင်နေရင်ထဲနိမြို့လာဒီနေ့အမျှမမျိုးစုံကိုဖမ်းမင်းစုဆောင်လာတဲ့အာကြီးငါးတိလေးတွေကြောက်ကြောင်တဲ့အကောင်တွေအစင်းကြောင်လေးတွေနဲ့တချို့အကောင်တွေကခမိုက်ကွန်ကြီးသွားတော့ခါတန်ငါတီကပိုက်ကွန်ကိုကမ်းပေါ်သူဆွဲတင်လိုက်သည်ခုနောက်ထိုင်၍ငါးကိုအကောင်လိုက်ခွဲကြသည်ငါးကောင်တွေကိုချင်းတောင်းထဲမှာတိမ်မိမကောင်းတာတွေကိုဖေးပစ်ကြတယ်ခင်ယေရှုကအသက်ဆုံးချိန်တွင်ဤနည်းတိုင်းဖြစ်လိမ့်မည်ဒီကွန်အတွင်းမှငါးများကဲ့သို့ကောင်းကင်တမန်များသည့်အကောင်နှင့်အဆိုးကိုခွဲထုတ်ကြလိမ့်မည်ယေရှုသည်တကယ်ငါအကြောင်းပြောနေခြင်းမဟုတ်ပေယေရှုသည်ကျွန်ုပ်တို့၏နေထိုင်ပုံကျွန်ုပ်တို့ချင်းမြတ်နိုးပုံနဲ့ကျွန်ုပ်တို့၏ယုံကြည်ချက်လူများအကြောင်းပြောနေပါသည်အမရောဘလို့နှလုံးသားမျိုးရှိတယ်။တရားသခင်ဤကောင်းမြတ်ခြင်းနဲ့အတူထုံးလင်းသောပုံစံဖြစ်တင်သည့်အသက်ရှင်နေသလား။ခင်ယေရှုသည်တင့်အသက်တာကိုကြည့်လျင်တင်ဤပိုက်ကို၌အဘယ်အရာကိုမြင်မည်နည်း။ဖျားသခင်သည်ပင်လယ်ထဲကငါးများကဲ့သို့နှလုံးသားတိုင်းကိုမြင်သည်။ဖြစ်ပေရာတင်ဤအသက်တာသည်ယုံကြည်ခြင်းကျင်နာခြင်းချစ်ခြင်းများနှင့်ပြည့်စုံပါစေ။ဒီဇလံကိုတင်းနှစ်သက်ပါကလက်မထောင်းကြပါတင်ကယူဆိုင်သူတဦးနှင့်ဤပုံမြင်ကိုမျှဝေပါယေရှုပြောခဲ့သည့်နောက်ထပ်အံ့ဩဖွယ်ပုံမြင်များအတွက် subscribe ဖို့မမေ့ပါနဲ့နော်။